Okay အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော် boss fight ဒီမှာဒီ enemy တွေကပေးတဲ့ damage တွေကိုမခံရအောင်ဘယ်လိုမျိုးရှောင်တိန်ကြမလဲဘယ်လိုမျိုးခုခံကာကွယ်ကြမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မှာကျွန်တော် sharing လုပ်ပေးပါမယ်ဒီမှာကျွန်တော်ပထမဆုံး video မှာဆိုရင် evasion လို့ခေါ်တဲ့ဒီရှောင်တိန်ခြင်းပေါ့နော်ကျွန်တော် enemy ကကိုယ့်ရှီကို damage ပေးတဲ့အခါမှာလုံးဝတွေးမရော့အောင်အပြည့်အဝရှောင်တိန်တာပေါ့နော်ဒါကို evasion လို့ခေါ်မယ်နောက်တစ်ခုကကျွန်တော်နောက် video မှာကျွန်တော် guard ဆိုတဲ့ခုခံခြင်းပေါ့နော်ဒီ guard ဆိုတဲ့ဘယ်လိုမျိုးခုခံကြမလဲဆိုတဲ့နည်းလမ်းလေးပေါ့ဒီရှောင်တိန်ခြင်း evasion နဲ့ guard ခုခံခြင်းဆိုတဲ့နည်းလမ်းတစ်ခုကျွန်တော်ဒီနေ့မှာသိချာလေးရှင်းပြပေးပါမယ် Okay ပထမဆုံးကျွန်တော် evasion အကြောင်းကိုကျွန်တော်စတင်ပေးမယ် evasion ဆိုတာကအပြည့်အဝရှောင်တိန်ခြင်း evasion အကြောင်းကိုမသိခင်မှာကျွန်တော်တို့တူတံမှာဒီကိုဝစ်စင်နဲ့ body armor type ပေါ့နော်ဒီ body armor ဆိုတဲ့ဒီအင်ဂျီ type ၃မျိုးရှိတယ်ဆိုတော့ကျွန်တော်ကသိရမယ်အဲ့ဒါကတော့ဒီမှာ evasion type armor နဲ့ guard type armor နဲ့ yo normal armor ဆိုပြီးတော့ပေါ့နော်ဒီ၃မျိုးရှိတယ်အဲ့ဒီမှာဆိုရင်ဒီအစိမ်းရောင်ဖြူရောင်ပုံစံမျိုးနဲ့ဒီပေါ့ပါဒီအင်ဂျီပုံစံလေးရတော့ဒါက evasion type ပေါ့နော်ဒီမှာအဝါရောင်နဲ့ကျွန်တော်အခုလေးပြလိုက်တဲ့အင်ဂျီကတော့အဲ့ဒါက yo normal ပေါ့နော်အဲ့ဒါကတော့ဒီ evasion လည်းမဟုတ်ဘူး guard လည်းမဟုတ်ဘူး yo body armor type ပေါ့အဲ့ဒီမှာအမဲရောင်နဲ့အဖြူရောင်ဒီလားဒီလုံးဝဒီတန်ချက်ကပုံစံမျိုးဒီ type ပေါ့နော်အဲ့ဒီ body armor ကတော့ guard အတွက်ကိုအသုံးပြုတယ်ဒီမှာဆိုရင်လည်းနောက်ထပ်အဲ့ဒီ guard အတွက်ကိုအသုံးပြုတယ် equipment for guard ပေါ့နော်ဒါကဒီ guard type ခုခံကာကွယ်လို့ရမယ့် body armor ပေါ့ကျွန်တော်တို့ဒီ၃ခုကိုပဲအကြမ်းမြင်သိထားရင်အဆင်ပြေတယ်ဒီမှာဆိုအားလုံးမြင်တဲ့အတိုင်းပဲဒီအင်ဂျီအထူကြီးကတော့အဲ့ဒါက guard type body armor ဖြစ်ပြီးတော့ဒီအစိမ်းရောင်လေးနဲ့အဖြူရောင်လေးကတော့ evasion type body armor ဖြစ်မယ်အဲ့ဒါပြီးတော့အဝါရောင်လေးကတော့ဒါရိုးရိုး normal ပေါ့နော် guard လည်းမဟုတ် evasion လည်းမဟုတ်တဲ့ရိုးရိုး type လေးဖြစ်မယ်ပေါ့ကျွန်တော်တို့ဒီ normal ရိုးရိုး body armor တစ်ခုကိုကျွန်တော်သွားဝယ်လိုက်မယ်စစ်နည်းနဲ့သွားဝယ်ပြီးတော့ကျွန်တော်အဲ့ဒီရိုးရိုး normal body armor ကိုကျွန်တော်တို့ကဒီ evasion type body armor ဒါမှမဟုတ်ရင်ဒီ guard type body armor အဲ့ဒီနှစ်ခုလုံးကိုကျွန်တော်တို့အကြိုက်ချိန်လို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခါချိန်ပြီးသွားရင်နောက်ထပ်ဥပမာ evasion type ချိန်ပြီးသွားရင်နောက်ထပ် guard type body armor ကိုသွားချိန်လို့မရဘူးပေါ့နော်ဒီမှာကျွန်တော်တို့အဝါရောင်လေးနဲ့ပေါ့နော်ဒါကရိုးရိုး body armor ကိုအဝါရောင်လေးနဲ့ပြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ body armor ကိုဒီအခြား type အဖြစ်နဲ့ချိန်ဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီ body armor ကို equip လုပ်ဖို့လိုရပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီ armor ကိုဝတ်ဆင်ပြီးမှကျွန်တော်တို့ type ချိန်လို့ရမှာပေါ့နော်ဒီမှာလောလောဆယ်ကျွန်တော် normal armor ကိုကျွန်တော်ဝတ်ဆင်ထားတယ်ပြီးရင်ကျွန်တော် type ချိန်ဖို့ဆိုရင် Sophia City ရဲ့ blacksmith ကိုတွားရမယ်ပေါ့နော်ဒီ blacksmith ကတော့ government office ရဲ့ပြီးမှာပေါ့နော်အဲ့မှာကျွန်တော်တို့ blacksmith Zoldo ရှိကိုကျွန်တော်တို့အမှာ blacksmith ထုမယ်ပြီးရင်ဒီမှာ strengthen equipment ပေါ့နော်အဲ့ဒီ strengthen equipment ကနေကျွန်တော်တို့ဒီမှာ remodel armor ဆိုပြီးတော့ကျွန်တော်တို့အဲ့မှာဆိုရင်ရိုးရိုး armor ကနေဒီ evasion နဲ့ guard type ပြန်ချိန်လို့ရတာကိုသူကပြောပြထားတယ်အဲ့မှာဆိုကျွန်တော်အကွက်နှစ်ကွက်ရှိရတယ်လား light armor နဲ့ heavy armor light armor ကတော့ကျွန်တော်တို့ evasion type လို့ခေါ်တဲ့ဒီရှောင်တိန်လို့ရမယ့် armor ဖြစ်ချိန်တာပြီးရင်ဒီဘက်က heavy ကတော့ကျွန်တော်တို့ guard type ပေါ့နော်အခုကျွန်တော်တို့ light armor အနေနဲ့ချိန်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အဲ့ဒီ normal armor အဝါရောင်လေးကနေကျွန်တော်တို့အစိမ်းရောင်နဲ့အဖြူရောင်လေးပြောင်းသွားတာကိုကျွန်တော်တို့မြင်ရမယ်ပေါ့နော်မြင်ရင်ကျွန်တော်တို့ menu item တွေကနေကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ခုနကဒီအဝါရောင်လေးကနေဒီဘက်မှာကျွန်တော်တို့အစိမ်းရောင်နဲ့အဖြူရောင်ပုံစံလေးပြောင်းသွားတာကိုမြင်ရမယ်ပေါ့နော်ဆိုတော့ normal type ကနေ evasion type ကိုပြောင်းရင်အဲ့ဒါတခုတည်းချိန်သွားလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ evasion type ပြောင်းရင်သူ့ရဲ့ငကိုရှိပြီးသား body armor ရဲ့ပုံစံ appearance ပါဒီအခြားပုံစံအနေနဲ့ချိန်သွားရပေါ့နော်ဒါဆိုရင်ကျွန်တော် evasion type ပြောင်းလိုက်တဲ့အတွက်ကြောင့်အင်ဂျီကလုံးဝဒီပေါ့ပါနဲ့ရှောင်းလို့တိန်းလို့ကောင်းမဲ့ပုံစံမျိုးပြောင်းသွားတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ guard type ပြောင်းမယ်ဆိုရင်လည်းအင်ဂျီကနည်းနည်းထူပြီးတော့ဒီခုခံလို့ကောင်းမဲ့ဒီပုံစံမျိုးအနေနဲ့ပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ evasion တွေ guard တွေချိန်မယ်ဆိုရင်အင်ဂျီပုံစံပါပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်ကသိထားရမယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ post ကိုသွားအတက်ကြမယ်ကျွန်တော် evasion type ကိုပြောင်းလိုက်တာလေဒီဘက် action ခလုတ်ရဲ့အောက်နားလေးမှာဒီရှောင်းလို့ရမယ့်ခလုတ်လေးတစ်ခုပေါ့နော်အဲ့ဒါလေးပေါ်လာတယ်ပေါ့အဲ့ဆိုတော့ဒီကျွန်တော်ပထမဆုံးတွားပြီးတော့ attack လုပ်တဲ့တစ်ခေါက်ကိုကျွန်တော်ဘာ evasion မှမသုံးဘဲနဲ့ကျွန်တော် attack တွားလုပ်ပြမယ်ကျွန်တော်သွေးဘယ်လောက်လျော့လဲဆိုတော့တစ်ချက်ကြည့်ထားမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် evasion ကိုလုံးဝမသုံးဘဲနဲ့ဒီတိုင်းပေါ့နော်ဒီ boss ရဲ့ normal attack တွေကိုဒီတိုင်းခံနေပေါ့နော် boss ရဲ့ normal attack တွေကိုကျွန်တော်တို့ evasion နဲ့ဒါရှောင်မယ်ဆိုရင်သွေးမလျော့နိုင်ဘူးပေါ့နော်ဒီမှာတော့ကျွန်တော် evasion နဲ့မရှောင်ဘဲနဲ့
ကျွန်တော် attack လောက်တာပေါ့နော်ဒီမှာ HP 10ရာခိုင်နှုန်းလောက် short သွားတယ်ပေါ့နော်ဒီမှာပြောတဲ့ HP 10ရာခိုင်နှုန်းကဒါရိုးရိုး easy post လေးပဲရှိနေတာပေါ့နော်နောက်မှကျုံးလာမယ် post တွေဆိုရင်ဒီထက်ပိုပြီးတော့တွေးပိုရော့နိုင်တယ်အဲ့တော့ကျွန်တော်ဒီခါ evasion နဲ့တုံပြီးတော့ကျွန်တော်တို့ attack သွားလုပ်ကြည့်အောင် evasion ဆိုတာဒီ monster တွေနဲ့ခြားတဲ့အခါဖြစ်စေဒီ boss တွေနဲ့ခြားတဲ့အခါဖြစ်စေသူတို့ရဲ့ဒီ basic attack ကိုစီကိုချမဲ့ basic attack ကိုကျွန်တော်တို့ကခက်မှန်းပြီးတော့ evasion ဆိုပြီးရှောင်တာပေါ့နော်ကျွန်တော်တို့ကဒီသူတို့ရဲ့ basic attack တွေကိုပဲရှောင်လို့ရမယ် evasion တွေကဒီ evasion ကိုတုံးပြီးတော့သူတို့ရဲ့ဒီ AoE တွေကိုတွားပြီးတော့ရှောင်လို့မရဘူးပေါ့နော်ဒါလေးကိုကျွန်တော်တို့သိထားရမယ်ဒီမှာဆိုရင်ကျွန်တော်အရှင်ခလုတ်ရဲ့အောက်မှာရှိတဲ့ဒီ evasion ခလုတ်ကိုကျွန်တော်ခဏနှိပ်ပြီးတော့ force ရဲ့ basic attack လာမဲ့အချိန်ကိုကျွန်တော် timing ကိုက်ပြီးတော့ရှောင်ရတယ်ပေါ့နော်ကျွန်တော်တို့ evasion နဲ့ရှောင်လိုက်တဲ့အချိန်နဲ့ force ရဲ့ဒီ basic attack လာမဲ့အချိန်ကနည်းနည်းလေးကွာဟသွားတယ်ဆိုရင်အဲ့အချိန်မှာကိုယ့်ရှိကို damage ရလာပြီးတော့ထိနိုင်တယ်ပေါ့နော်အားကြောင့်ကျွန်တော်တို့က force ရဲ့ basic attack မလာခင်မှာကျွန်တော်တို့ကဒီ10 second လောက်ကြိုပြီးတော့ evasion ကိုခုံထားတင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် evasion ဆိုတဲ့အစာလေးပေါ်သွားအောင်ကျွန်တော် evasion နဲ့သူ့ရဲ့ basic attack ကိုရှောင်လိုက်နိုင်ပြီဒါပေမဲ့အမှအနီကွက်တွေပေါ်တယ်အပြာကွက်တွေပေါ်တယ် AoE တွေကိုတော့ဒီ evasion နဲ့သွားရှောင်လို့မရဘူးပေါ့နော်ဒီမှာဆိုရင်အမှအနီကွက်ကြီးကြီးပဲအဲ့ဒါကြီးကိုကျွန်တော်က evasion နဲ့သွားပြီးတော့ရှောင်လို့မရဘူး evasion ဆိုတာဒီရိုးရိုး attack ဒီ boss ရဲ့ရိုးရိုးလာခုတ်တဲ့ဒီ attack ကိုပဲကျွန်တော်တို့ကဒီ damage မထိအောင်ရှောင်လို့ရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ထပ်ပြီးတော့ evasion နဲ့ထပ်ခုံလိုက်တယ်ဒီမှာဆိုရင် evasion ဆိုတဲ့စာလေးနဲ့ပေါ်ပြီးအဲ့ဒါဒီကိုရှိမှာတွေးလုံးဝမလျော့ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီ HP တန်းမှာတွေးတစ်ဆက်မှာမလျော့တာကိုကျွန်တော်တို့မြင်ရမယ်ပေါ့ဒီလောက်ဆိုရင် evasion အကြောင်းနားလည်သွားမယ်လို့ထင်တယ်ဆိုတော့ကျွန်တော် post ကိုကီးလိုက်ပြီပြီးရင်ကျွန်တော် evasion ဘယ်လို train လဲဆိုရင်နီလန်လေးကိုကျွန်တော်တခြားထပ်ပြပေးမယ် evasion ကို train ဖို့ဆိုရင်ဒီရိုးရိုး monster လေးတွေနဲ့ train တင်ပါတယ်ဒီမှာဆိုရင်ကျွန်တော် code ဆိုတဲ့ဒီရိုးရိုး monster အကောင်အသေးလေးနဲ့ပေါ့နော်ဒီသူ့ရဲ့ basic attack တွေကိုကျွန်တော် evasion နဲ့ခဏသူဒီ basic attack ချမဲ့အချိန်မှာနောက်ကိုတစ်ချက်ဆောင်းသွားတယ်ပေါ့နော်အဲ့ဒီအချိန်လေးမှာကျွန်တော်ကြိုပြီးတော့ evasion ကိုခုံလိုက်တယ်အဲ့လိုမျိုး evasion ခုံလိုက်တဲ့အခါမှာသူ့ရဲ့ဒီ attack လောက်တဲ့ဒီ damage ကိုစီကိုတစ်စက်မှမခံရအောင်အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီတွေးကိုဒီတွေးမလျော့ပဲနဲ့တခြားလေးချွေတာနိုင်မှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဒီရိုးရိုး monster လေးတွေနဲ့ evasion ကို train လို့ရတယ်ဒီလို evasion ကိုဒီရိုးရိုး monster လေးတွေနဲ့ train လို့ကျွမ်းကျင်သွားမှဒီ boss fight တွေမှာအသုံးချကြည့်ပါပေါ့နော်မဟုတ်ရင်ဒီမကျွမ်းကျင်မယ်နဲ့သွားပြီးတော့အသုံးချရင်လည်းအစင်တော့ပြေပေမဲ့နည်းနည်းတော့အခက်ခဲဖို့ရှိနိုင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ခဏevasion ဒီသူ့ရဲ့ basic attack လာမဲ့အချိန်နဲ့ကျွန်တော်ခုံကြည့်တယ်ဒီသူ့ရဲ့ basic attack မလာခင်ခုံမိသွားတာရမ်းကြာသွားတာလို့ဆိုရင်ဒီသူ့ရဲ့ damage ကိုလာထိနိုင်တယ်ပေါ့နော် evasion ကိုတော့ဒီများသောအားဖြင့်ဒီ DPS လို့ခေါ်တဲ့ damage များပေးနိုင်တဲ့ role တွေမှာဒီရှောင်ဖို့တိမ့်ဖို့အတွက်အသုံးပြုကြတာများတယ်ပေါ့နော် Okay ကျွန်တော်နောက်တစ်ခုကတော့ guard ခုခံခြင်းကိုကျွန်တော်တို့ဘယ်လိုမျိုးသွားလုပ်ကြမလဲဆိုတော့တစ်ချက်ကြည့်ကြရအောင်ကျွန်တော်တို့ guard လုပ်ဖို့ဆိုရင်ကျွန်တော်တို့မှာ heavy armor လို့ခေါ်တဲ့ဒီ guard equipment ရှိဖို့လိုပါတယ်အဲ့ဒါကတော့ဒီမှာကျွန်တော်တို့ရိုး normal equipment ကနေဒီရိုး normal ဒီ body armor တခုကိုကျွန်တော်တို့ဒီဝယ်ပြီးတော့ဗောနော်ကျွန်တော်တို့အနေနဲ့ဒီ blacksmith မှာကျွန်တော်တို့တွားပြီးတော့ heavy armor ဒီ guard equipment အနေနဲ့ကျွန်တော်တို့တွားချင်းရမယ်ဒီမှာကျွန်တော်တို့ဒီ blacksmith တွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒီမှာဒီ saldo ပေါ့နော်အဲ့ဒီကောင်စီမှာကျွန်တော်တို့ blacksmith ကနေကျွန်တော်တို့ဒီ strength equipment ကနေကျွန်တော်တို့ remodel armor အဲ့ဒီကနေမှာကျွန်တော် improve defense ဆိုရဲဒီဘက်ဘေးကပေါ့နော်ကျွန်တော်တို့ဒီညာဘက်ဘေးကဒီ heavy armor အနေနဲ့ကျွန်တော်တို့ချင်းရမယ်ဒါဆိုရင်ကျွန်တော်တို့ ရိုး armor အနေနဲ့ကနေကျွန်တော်တို့ဒီ physical defense တွေတိုးဒီ magic defense တွေတိုးလာတယ်ကျွန်တော်တို့ guard equipment တစ်ခုအနေနဲ့ကျွန်တော်တို့ပြောင်းလဲလိုက်ပြီးတော့အဲ့ပြီးအဲ့မှာကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ခုနဒီအစိမ်းရောင်အဖြူရောင်တွေက evasion ဖြစ်သွားပြီးတော့ဒီဘက်ကဒီ guard equipment အနေနဲ့ဒီတော့အထူထဲကြီးပေါ့နော်ဒီမှာသူ့ရဲ့ဒီပုံစံကလည်းကျွန်တော်တို့ဒီထူးထဲပုံစံမျိုးအနေနဲ့ပြောင်းသွားတယ်ပေါ့နော်ဒါကတော့ဒီ defense အတွက်သုံးတဲ့ဒီ body armor အနေနဲ့ဖြစ်သွားပြီပေါ့ပြီးရင်ကျွန်တော်တို့ menu character skill တွေကနေကျွန်တော်တို့ဒီ guard လုပ်ဖို့အတွက်ပေါ့နော် shortcut သွားထည့်ကြမယ်ပေါ့အဲ့မှာကိုထားမဲ့နေရာကိုရွေးပြီးသွားရင်ကျွန်တော်တို့ကဒီမှာ guard defense evasion တို့ကဲဆိုရဲအဲ့ဒီနေရာလေးမှာကျွန်တော်တို့ guard ကိုကျွန်တော်တို့ထည့်လိုက်လေရတယ်အဲ့မှာကျွန်တော် evasion ကိုလည်းကျွန်တော်တို့ဒီနေရာကနေပဲတစ်ခါလေးလာထည့်ရတာပေါ့နော်ပြီးရင်ကျွန်တော်တို့ menu setting တွေကနေကျွန်တော် system တွေကိုဝင်ပြီးသွားရင်အဲ့ဒီမှာဒီ guard evasion setting ဆိုတာကိုကျွန်တော်တို့တစ်ချက်ရှာမယ်အဲ့ဒီမှာကျွန်တော်တို့ဒီဘယ်လိုအသုံးပြုမလဲပေါ့နော်ဒီ guard နဲ့ evasion ကိုကျွန်တော်တို့
ဒီပေါ့နော်နှိပ်ပြီးတော့အသုံးပြုမလား automatic အသုံးပြုမလားဒါမှမဟုတ် long press gyration ပေါ့တော့မလို့ကျွန်တော်တို့ဒီမြားလေးကိုအကြာကြီးနှိပ်တဲ့အခါအသုံးပြုမလားဆိုပြီးတော့အဲ့ဒီအချက်3ခုကိုအဲ့ဒီနေရာမှာကျွန်တော်ဝင်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကဒီ guard setting ကိုခုခံကာကွယ်ဆိုတော့ကျွန်တော် long press gyration နဲ့ button ဆိုတာကိုနှိပ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမြားလေးကိုအကြာကြီးထားတာနဲ့ဒီလိုက်တဲ့ automatic guard လောက်မှာပေါ့နော်ကျွန်တော်အဲ့ဒီပုံစံမျိုးနဲ့အသုံးပြုချင်တာကြောင့်မလို့ကျွန်တော် long press button ကိုထားလိုက်တာပေါ့ဆိုတော့ကျွန်တော်တို့ setting လဲချိန်ပြီးသွားပြီ equipment လဲလဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ boost သွားတိုက်ကြမယ်အဲ့ဒါဆိုရင်ကျွန်တော်စတိုက်ကြမယ်ဒီမှာဆိုရင်ကျွန်တော်အရှင်ခလုတ်ကိုခဏခဏနှိပ်မယ်နှိပ်ပြီးသွားရင်ဒီ boss ရဲ့ဒီ basic attack လာတဲ့အချိန်မှာဒီ card ကကျွန်တော် evasion နဲ့မတူဘဲနဲ့သူက AOE တွေကိုလည်းကျွန်တော်တို့ခုခံလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်လမ်းသွားတဲ့ direction ညားလေးပေါ့နော်အဲ့ဒီညားလေးတွေပေါ်မှာကျွန်တော်ဖိထားလိုက်တာနဲ့ကျွန်တော် automatic card လုပ်ပြီးသားပဲဒီမှာတွေ့လားကျွန်တော်တို့အဲ့ညားလေးကိုဖိလိုက်တာနဲ့ဒီမှာ boss ရှီကလာမဲ့တက်ကိုကျွန်တော် card လုပ်တယ်ပေါ့နော်ကျွန်တော်ဒီ card လုတ်တဲ့ပုံစံကတော့ကျွန်တော်တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ကျွန်တော်လက်ရှိကလှန်ကင်ထားတာဖြစ်တဲ့အတွက်ကြောင့်လှန်ရဲ့ card လုတ်တဲ့ပုံစံကဒီသူ့ရဲ့လှန်ကိုပေါ့နော်လှည့်ပြီးတော့ကတာပေါ့ကျွန်တော် card နဲ့ evasion လုပ်ရင်တစ်ခုသိထားမှာကဒီကျွန်တော်တို့3ရင်3တလောက်ဒီ card point ရေ evasion ဒီ point ရေအကုန်လေပေါ့နော်ဒီဘက်မှာကျွန်တော်တို့သုံးလိုက်တဲ့နေရာမှာပဲအဲ့ဒီ card point နဲ့ evasion point ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ကမြင်တွေ့နိုင်တယ်ဒီဘက်မှာဆိုရင်ကျွန်တော်ဒီညာဘက်ဘေးမှာပေါ့နော်အရှင်ကလုတ်ရဲ့ဘေးနားလေးမှာဒီ evasion point ကိုမြင်ရပြီးတော့ဒီညာဘက်ဘေးမှာ85ဆိုမျိုးပေါ်နေတဲ့ card point ကိုကျွန်တော်တို့မြင်ရတယ်။အဲ့လေးကကျွန်တော်တို့3ရင်3တလောက်ကုန်တယ်။ဒီမှာလည်းကျွန်တော်ဒီ yo monster ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ card ကိုဒီ train လုပ်လို့ရတယ်ပေါ့နော်။ဒီ card ကတော့ evasion နဲ့မတူ evasion ကလုံးဝဒီ boss တွေ monster တွေရဲ့ဒီ basic attack ကိုအပြေးဝကာကွယ်နိုင်ပေမဲ့ကျွန်တော်တို့card ကတော့အပြေးဝတော့မကာကွယ်နိုင်ဘူးဒါပေမဲ့အချို့သော damage တချို့တစ်ဝက်ကိုသူက short ချပေးတယ်ဗောနော် card ကဒါပေမဲ့သူက AOE ကိုလည်းကာလို့ရတယ် card က evasion ကတော့ AOE ကိုကာလို့မရဘူး evasion က AOE ကိုရှောင်လို့မရဘူးဗောနော်ရိုးရှောင်လိုက်လို့တော့ရပေမဲ့ဒီ AOE ကိုသွားဝင်တော့တိတ်သွားမှာပေါ့ဒီလောက်ဆိုရင်ဒီနေ့ရှင်းပြခဲ့တဲ့အခါရော evasion အကြောင်းရောကိုနားလည်မယ်လို့ထင်ပါတယ် short ကျွန်တော်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ